ချမ်းရတာလည်းအရန်လွယ်အရတာလည်းရှယ်ဖြစ်တဲ့ကြာဆိုင်ဟင်းကားလေးချက်ကြမယ်တစ်ခါစားဖို့ရင်နောက်တစ်ခါထပ်တောင်းမယ်ချက်နေလေးပေါ့နော်ကဲအရင်ဆုံးအိုးရက်ကိုစီခဲ့မယ်စီပူလိုက်ကတော့ထောင်းထားတဲ့ဂျင်းနဲ့တက်တူဖြူရဲ့တက်တူလီလေးတွေကိုစီတက်ပေးလိုက်ပါမယ်ရောင်လေးလာနေအောင်လို့စမင်းမို့ရဲ့အယောင်တင်မို့လေးရဲ့ထည့်ပြီးတော့မွေးလာတဲ့ဒီစီကိုပြန်တက်ပေးလိုက်ပါမယ်ခုလိုမျိုးစီကိုကြာလေးတက်ပြီးတော့ရင်ကတော့ပြုတ်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့စီတက်ထားတာနဲ့တရာလေးဖြစ်တော့အောင်လို့ကြက်သားလေးတွေကိုလုံးပြီးတော့မွေးပေးလိုက်ပါမယ်ကြာဆိုင်ဟင်းကားထဲမှာကြက်သားလေးနားလေးစားရတဲ့ကိုကြိုက်လို့အသားများများထည့်ထားပါတယ်ခုလိုမျိုးကြက်သားလေးတွေလည်းစီတက်လို့ပြီးတော့ဆိုရင်ကတော့ရေနွေးလေးကိုများများလေးလောင်းထည့်ပေးလိုက်ပါမယ်ရေနွေးတွေလည်းပွက်ပွက်ဆူလာပြီဆိုရင်ကတော့ရေစေးထားတဲ့ကြက်စံချောက်လေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကိုစားချက်နဲ့ဒီပဲပြားချောက်တို့မိုးချောက်တို့အသားတူလေးတွေကိုထည့်လိုက်ပါမယ်အရသာအတွက်ကြက်တာမုံလေးကိုများများလေးထည့်ထားပါတယ်စားလေးလည်းနည်းနည်းထည့်ထားရတယ်ပြီးရင်တော့ပိုပြီးမွေးတော့အောင်လက်ရုပ်ကောင်းစီလေးကိုထောင်းပြီးတော့အခုလိုမျိုးထည့်ထားပါသေးတယ်ပြီးရင်တော့ကြက်စံပတ်လေးတွေဣသွားအောင်လို့ပွက်ပွက်ဆူအောင်တည်ထားပေးလိုက်ပါမယ်နော်ခဏလေးကတော့တန်တယောက်တူကြမှာတော့မဟုတ်ဘူးပေါ့နော်ဒါလေးကတော့ကျမအိမ်မှာချက်စားတဲ့နီးလေးပေါ့နော်ကြက်စံဟင်းကချက်လို့ရှိရင်ကျမကအခုလိုမျိုးကြက်တာများများအစာပလာများများလေးထည့်စားရတာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဒါဆိုရင်ကတော့ကျမစိတ်ကြိုက်ချက်ထားတဲ့ကြက်တာနိုင်ချင်းနဲ့ရှယ်ချက်ထားတဲ့ကျမရဲ့ကြက်ဆိုင်ဟင်းကားလေးပေါ့နော်ကဲဒါဆိုရင်ကတော့ကျမစားဖို့အတွက်ပြင်ဆင်လိုက်ပါမယ်ခုလိုကြက်တာနိုင်ချင်းနဲ့ကြက်ဆိုင်ဟင်းကားလေးကိုအပေါ်နဲ့နာမည်လေးညှက်ထည့်လိုက်ပါတယ်ဆက်လေးစားချင်တာနဲ့ငရုတ်ဒီအလော်ထောင်မွေးမွေးလေးကိုလည်းနှစွန်လောင်းထည့်လိုက်ပါတယ်ရတာလေးပိပိလေးစားချင်တာနဲ့ငံပြားလေးကိုလည်းနည်းနည်းပေါက်လိုက်ပါတယ်ကျမကကြက်ဆိုင်ဟင်းကားလေးကိုအချိန်ထက်စားရတာမကြိုက်တဲ့အတွက်တမယာဒီကိုတော့မညှက်ထည့်တော့ပါဘူးကဲဒါဆိုရင်ကတော့ချမ်းရတာလည်းလွယ်အရတာလည်းရှယ်ဖြစ်တဲ့ကျမစိတ်ကြိုက်ရှယ်ချက်ထားတဲ့ကြက်ဆိုင်ဟင်းကားလေးရပြီပေါ့နော်အားလုံးပဲကြိုက်ကြရဲ့လားစားကြပါအောင်ရှင်